အားလုံးပဲမင်္ဂလာပါရှင်တက်တက်လေးဖြစ်ပါတယ်ဒီနေ့ဆိုရင်တော့ပိတ်ရက်မှာပေါ့နော်ပူဆန်မှာကြတော့နှင်းမကြတဲ့အတွက်နှင်းကြတဲ့မျိုးထိပေါ့နော်တွားပြီးတော့နှင်းသွားကြည့်မှာဖြစ်ပါတယ်ကားနာတဲ့နေရာပေါ့နော်လန်တော့ကားနာတဲ့နေရာမှာအစာပြေဝင်စားပြီးနိုင်ခွက်တော့နားပြီးမှပေါ့နော်ခရီးထပ်ဆက်လို့ရပါမယ်ရှင်감사합니다. 저는 필요 없습니다. 부산만이라 보노 ngani jobi 다음에 부산가 공개가 힘자를 묘피될 때 뜬님마다 제일로 보노 민자부 각해 바래. 에라서 뭐 오늘은 빼야마 보노 부산에 3나이라 보노 과레키 듣고 마시래 묘리 좀 요거 도와비로 nen도하지 마 피바래신. မျိုးလေးကိုစောင့်ဝင်ပြီးဆိုတာနဲ့ကိုဆိုနှင်းကြတဲ့နေထားပေါ့နော်ဟိုးဘက်တောင်ပေါ်မှာဆိုရင်နှင်းနေရမ်းကြနေတာကိုမြင်ရမှာဖြစ်ပါတယ်ရှင်ပြတာအခုကတော့တောင်အောက်ကကမ်ပိန်းချမ်းကိုရောက်ရှိလာပါပြီရှင်ဒီကူကတော့ဒီတော့ငါထားတဲ့ကမ်ပိန်းချမ်းလေးရချားကမ်ပိန်းချမ်းဆိုင်အများကြီးပေါ့နော်စိုက်လေးလေးကြည့်တယ်ဈေးလေးတက်တာတယ်ညစာကိုအပါမ16000လောက်ပဲကြတယ်ဆိုတော့ဒါပုံမှန်ဈေးပဲပေါ့နော်အခုလိုမျိုးပိတ်ရက်ကိုလာလဲပုံမှန်ဈေးနဲ့ရတယ်ဆိုတော့မစိုးဘူးလို့ပြောရရရှင်ရာသီဥတုကပေါ့နော်တအားအေးတယ် -4 ပေါ့နော် -4 ကိုမှသူကလေကလည်းတအားတိုက်တယ်ပေါ့နော်ဒီနေ့ထွက်လာတဲ့ခီးလေးရေချက်ကတော့ပေါ့နော်ကိုကအလုံးလုံးရင်းနဲ့တအားပင်ပန်းခဲ့တယ်ပေါ့နော်အခုတလောလုံးတရလည်းအရင်များတော့ energy တွေတအားကုန်တဲ့အတွက်ခီးထွက်ပြီးတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုပြန်ပြီးတော့ပေါ့နော်ဟင်းလေးလုပ်တဲ့သဘောလေးပါရှင်အပြင်မှာတအားကြီးရောကြာမနေနိုင်ဘူးပေါ့နော်အထက်မှာခဏအနားယူပြီးညနေပေါ့နော်6 နာရီကျရင်ပြန်ပြီးတော့ရေပူစိမ်မှုအတွက်ပြန်ထွက်ပါမယ်ရှင်ဆိုရင်ညတာမပါလာဘူးဖြစ်နေတော့ဒုက္ခဘယ်လိုလုပ်မလဲစီဗီဒီယိုကင်နေရပေါ့တာမန်အပြင်ကနိုင်ခွဲလောက်ကနေစားပြီးရေပူစိမ်ခွင့်ရှိရဆိုပေမဲ့ဒီနေ့ကပိတ်ရက်ဆိုတော့လေလူတအားများတော့အချိန်ကနောက်ကျသွားတယ်ပေါ့နော်ရေပူဖွင့်ပြီးတဲ့အချိန်ကတာမန်ထက်နောက်ကျတယ်တာမန်ဆိုရင်ပေါ့နော်ပုံမှန်ဆိုရင်ဒီထက်ပိုပြီးတော့လင်းလေးနဲ့ပေါ့နော်ရေပူစိမ်ပြီးတော့တနားရီလောက်စိမ်ရမယ်အစားမှာအခုကတော့နည်းနည်းလေး6နာရီခွဲဖြစ်သွားပြီဖြစ်တဲ့အတွက်အရန်လဲမောင်လာပြီပေါ့နော်ပြီးတော့ညစာစားဖို့လည်းပြင်ဆင်ရမှာဖြစ်တဲ့အတွက်ကကြတော့မိနစ်20 15မိနစ်20လောက်ကလေးပဲစိမ်ပြီးတော့ပြန်ပြီးတော့ပေါ့နော်ညစာစားဖို့ပြင်ဆင်ရပါမယ်ဒီကမိန်းကနေတော့ဝါတာပြီးရပေါ့နော်ဝါတာဘာဘီကျူလုပ်ဖို့အတွက်ဝါတာ2ယောက်စားပြီးတယ်ကြံတဲ့လိုအပ်တဲ့ပစ္စည်းတွေကတော့ကိုယ်တွေပူစားနေဝယ်လာတာပေါ့နော်နေရာတိုင်းချပြီးဆိုတာနဲ့ဝါတာခင်ဖို့အတွက်ပြင်ဆင်ပါပြီအဲ့လိုလေညစာကိုဘာဘီကျူပေါ့နော်စားရင်းနဲ့ဒီနှင်းကြတာလေးကိုကြည့်ရင်းနဲ့ပဲတညတာကိုကုံဆုံးခဲ့ပါတယ်ဘိုးလင်းလို့နိုးလာတာနဲ့ဟုတ်လေအပြေတစ်ချောက်ထွက်ကြည့်ဟေးကိုဝါဒီ무슨 일이야ဒီမှာဦးရီနေနေရစားလိုက်ကြနေဦးမယ်ပေါ့နော်ဒီတစ်ခေါက်ပိတ်ရက်ကအရန်ကိုမှ relax ဖြစ်တယ်ပေါ့နော်
ပြီးတော့ဗောနော်နင်းစစ်နဲ့လူနင်းလူသားတအားလုံးရှင်ခဲ့တာဗောနော်နင်းကင်ဘောဘလို့မဖြစ်နိုင်ဘူးတအားအေးရတော့ခါကျတော့လက်အိမ်မပါလို့ရှင်နင်းကြီးလုံးဘူးတော့လုံးဝမဖြစ်နိုင်လို့ဗောနော်နင်းတေးသေးလေးဆူတော့ပဲအခုလိုမျိုးနင်းလူသားတေးသေးလေးလုပ်ခဲ့တာပါမနက်စာစားပြီးပြီဆိုတာနဲ့ဒီခရီးလေးကို memory လောက်ရမှာပေါ့နော်အထုပ်ပိုးပြင်ပြီးတော့ဆုံးသရမှာဖြစ်ပါတယ်ဒီနေ့ထွက်လာတဲ့ခရီးလေးက budget plan လေးလည်းဖြစ်တယ်ပေါ့နော်ဈေးနှုန်းလည်းတက်တာပြီးတော့စိတ်ကိုလည်းတအား relax ဖြစ်စေပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အားလုံးပဲပေးရမှာပေါ့နော်တကယ်လို့စိတ်ပန်းဖြေခြင်းလို့ရှိရင်အခုလိုမျိုးခရီးတိုလေးထွက်ကြပါတော့အားလုံးကိုတိုက်တွန်းချင်ပါတယ်အခုလိုမျိုးကြည့်ရှုပေးနေကြတဲ့တယောက်ချင်းစီကိုလည်းကျေးဇူးများတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာလည်းပြန်ပြီးတော့တွေ့ဆုံကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်တတား